ကဲအားလုံးပဲမင်္ဂလာပါဗျာဖူဝေါ်တဲ့ idea channel ကနေပြောညီတို့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်မနေ့ကကျွန်တော်ဘတ်တစ်ကိုအောင်လေးပေးခဲ့တာကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်လိုက်ရတဲ့ brother အနေနဲ့ရလိုက်မယ်လို့ထင်ပါတယ်ဗျကျွန်တော်ပြောခဲ့ရင်တော့ဘတ်တစ်တို့တည်ကျသွားနိုင်ခြင်းမြင်ပါတယ်ဆိုတာကို okay ကျွန်တော် Telegram channel မှာချပေးခဲ့တဲ့9ဘွဲဟာဆိုလဲ9ဘွဲစလုံးအဆင်ပြေခဲ့တယ်ဗျကျွန်တော် Telegram ကချစ်ကိုတွေလည်းအခုချိန်မှာဆိုတာယာနေတော့ပြီလို့ထင်ပါတယ်ကျွန်တော်ရဲ့ချစ်ကိုတွေလည်းတာယာချင်းနဲ့ဆိုရင်မ join ရတဲ့ကျွန်တော် Telegram channel လေးကိုလာရောက် join ပေးဖို့ကျွန်တော်ဒီကနေပဲဖိတ်ခေါ်လိုက်ပါစီခင်ဗျOkay ဒီနေ့ညမှာကစားသွားမယ် Super Cup Final ပွဲစဉ် Atletico ပွဲစဉ်တစ်ပွဲလည်းဖြစ်တဲ့ထူးရှက်ပွဲကောင်းတစ်ပွဲကိုကျွန်တော်ရဲ့ brother တွေတဲ့ကျွန်တော်ကနေပြီးရွေးချက်သုံးသက်ပေးမှာပဲဖြစ်ပါတယ်ဗျဒီပွဲကတော့ Barcelona နဲ့ Real Madrid ပွဲစဉ်ပဲဖြစ်ပါတယ်။အော်ကြီးကတော့ Barcelona ကနေပြီးတော့ level ရှုံးပေးထားတာကိုတွေ့ရတယ်ဗျကိုပေါင်းလေးကတော့၄လုံးကို69ပေးထားတာကိုတွေ့ရတယ်။ဖက်ရရ Barcelona က Real Madrid အသင်းကို29ပွဲနိုင်22ပွဲရှုံးနဲ့10ပွဲတည်ကျထားတာကိုလည်းတွေ့ရတယ်။ Barcelona အသင်းနေနဲ့ Real Madrid ကိုနောက်ဆုံးတွေးဆောင်မှု9ချိန်မှာ3ချိန်တောင်အနိုင်ရရှိထားတာကိုလည်းတွေ့ရတယ်ဗျဘာစီလိုနာတို့ကတော့ဒီယာဒီနောက်ဆုံး9ပွဲမှာ9ပွဲစတိုင်အနိုင်ရရှိထားလို့ပဲ Real Madrid တို့ကလည်းဒီယာဒီနောက်ဆုံး9ပွဲမှာ9ပွဲစလုံးအနိုင်ရရှိထားတာကိုလည်းတွေ့ရတယ်ဒီယာဒီဘာစီလိုနာအသင်းဟာလာလီဂါဇယားမှာ49မှတ်နဲ့အတူပဲအဆင့်1နေရာမှာရပ်တည်နေတယ်အဆင့်2နေရာက Real တို့နဲ့4မှတ်ကွာဟာလည်းရှိနေတာကိုလည်းတွေ့ရတယ်ဟုတ်ကဲ့ကျွန်တော်တို့ငယ်ငယ်တုန်းကတည်ထားတဲ့အတိုင်းပဲဘာစီလိုနာရဲ့အမှုပညာ Real Madrid ရဲ့စံအားသို့မဟုတ် Atletico ရဲ့မပြီးဆုံးနိုင်တဲ့အတွေးခေါ်နှစ်ခုရဲ့ပွဲဒီပွဲဟာတာမန်မိနစ်60ပွဲတစ်ပွဲတော့မဟုတ်ဘူးဗျဒီပွဲကနှစ်သက်ရာတမိုင်းကြောင်းတစ်ခုလည်းဖြစ်တယ်နောက်တစ်ချိန်ဘယ်သူကချန်ပီယံဖြစ်မလဲ Okay ကျွန်တော်ကတော့ Real Madrid ကို body ပိုကြိုက်တယ်ကိုပေါင်းလေးရဆိုရင်တော့ကိုဘော်လေးရွေးချက်ပေးလိုက်ပါတယ်ဗျဆုံးနေကြည့်သွားပြတဲ့အတွက်ညီတို့တောက်ချင်းစီတောင်ကျေးဇူးတင်ပါတယ်ဝယ်ကောင်းလေးမောင်တန်းလေးတစ်ဆက်ပေးတော့မှာမလို့ကျွန်တော်ရဲ့ Telegram channel ကို join ပေးကြပါဦးဗျ